န်းကလေးတွေချစ်စရာအစင်ရဲ့ရနံ့လဲတင်ထုံနေဒီစုတဲ့ပန်းကလေးကအရေးသွေးပြည့်တဲ့ဆံပွင့်မို့တတတာပိုင်ဆိုင်လို့စိတ်ရှိတာကြောင့်လက်ဦးထားတာတို့အတွက်ရင်ခုန်စရာအိုးတို့မြချီနေနဲ့မပတ်သက်တဲ့မှန်ကိုနားလေမင်္ဂလေးစိတ်ညစ်အောင်တကယ်တမ်းတော့မချွေရဘူးပြောမယ်လို့တဲ့မှာဝင့်ဖူးတဲ့ပန်းကလေးတွေချစ်စရာအစင်ရဲ့ရနံ့လဲတင်ထုံနေရစုတဲ့ပန်းကလေးကအရေးသွေးပြည့်တဲ့ဆံပွင့်မို့တသက်တာပိုင်ဆိုင်လို့စိတ်ရှိတာကြောင့်လက်ဦးထားတာတို့အတွက်ရင်ခုန်စရာပတ်သက်တဲ့မှန်ကိုနားလေမင်္ဂလေးစိတ်ညစ်အောင်တကယ်တမ်းတော့မချွေရဘူးတို့မတော်တဲ့နဲ့မစိတ်တိုင်းကြတင်မောအောင်ွယ်မျောလင်းလို့ထားရဲ့မင်္ဂလေးပြောမယ်လို့ချောင်းမှာစံထိုက်တဲ့အမှုလာတွေညာတကာမြင်အောင်ဦးထိတ်ထက်စင်ခြင်းလေပါရမီထူတဲ့အပွင့်ကလေးကနေခိုးတဲ့အကိုင်းကြမှာစက္ခာဝေစာတဲ့စံတော်မှာမို့စိတ်ကူးခဲ့သမျှအခုတော့အပူပါလားပတ်သက်တဲ့မှန်ကိုနားလေမင်္ဂလေးစိတ်ညစ်အောင်တကယ်တမ်းတော့မချွေရဘူးနာတော်တဲ့နဲ့မစိတ်တိုင်းကြတင်မောအောင်ွယ်မျောလင်းလို့ထားရဲ့မင်္ဂလေးပြောတယ်